အားလုံးပဲမင်္ဂလာပါရှင်အမကဒီ project လေးရပါတော့အမတို့လက်ရှိဘျွန်းလေးမှာ ongoing state သွားနေတဲ့ hotel project လေးဖြစ်ပါတယ်ဒီ hotel project လေးကသူကငကိုရှိပြီးသားအစာအုပ်ပေါ့နော်အဲ့ဒါကိုအမတို့ hotel ဆောက်လက်စအစာအုပ်ကိုအမကိုပြင်ပြီးတော့အဲ့တဲ့ရှိပြီးသားအစာအုပ်ကိုအရှိဒီဇိုင်းကိုပြန်ပြောင်းမယ်ကျတော့ကားပါကင်ကြီးထည့်မယ်ပေါ့နော်ဒီဟာလေးကတော့အမကသူကဘေးနားမှာဒီဟာကားပါကင်လေးထိုးမယ်ပြီးအဲ့ဟိုတယ်လေးကတော့လည်းကျင်းတယ်ပေါ့နော်သူက35ပေ49ပဲရှိတယ်သူကလေဟိုတယ်ကစောက်ပြီးတာမှနောက်ကျရင်ပုံပြမယ်နော်သူကအမပထမအောင်ဆုံးအဲ့လိုပေါ့နော် landscape တွေဆွဲပြီးတော့ဆွဲလိုက်တယ်ပထမအောင် design ပေါ့ဒါ second design မှာအမကပေးလို့ကားပါကင်ထည့်ပြီးတော့ landscape ကိုဟိုဘက်ဒီဘက်ထည့်လိုက်တယ်တတိယ design မှာအမတို့အဲ့လိုထည့်လိုက်တော့ပေါ့နော်သူကားတွေအတိတ်မဆန့်ဘူးအဲအကြောင်းအမကပြန်ပြီး design ကို changes လုပ်လိုက်တယ်ပေါ့ဒါလေးကတော့ final design အဆိုအမကကားနောက်တစ်စီးကိုထပ်ထိုးလို့ရတယ်ပြောပြီးတော့နောက်ဆုံးဒါလေးက final အနောက်ဘေးအပေါက်လည်းရှိတော့သူကအရှိရဝင်မယ်ဘေးအနောက်ကနေပြန်ထွက်မယ်ပေါ့နော်အဲ့လိုပုံစံလေးစစ်စစ်လိုက်တယ်ပေါ့နော်ဒီ hotel လေးကတော့မပုံလေးပြမယ်ပုံလေးရိုက်ထားတာရှိတယ်ပေါ့နော်သူက hotel လေးကတော့သူကအမက European style နဲ့ငကိုရှိပြီးသားဟိုမှာထုတ်တယ်ရောအကုန်လုံးကိုအမက design သုံးထုတ်လုပ်ပြီးတယ်သူကပြုံးနေမှာမကြခင်မကြခင်ပေါ့နော်အမတို့ဒီရှမ်းမလိုင်မို့လမ်းဆိုင်ရဲ့ဒီနားလမ်းကြားနဲ့ဝင်နေမှာဟိုတယ်ရှိတယ်အဲ့ဟိုတယ်ရဲ့ဒီကရဲ့ဟိုတယ်မှာဒါမကြခင်ခွင့်လာပါလိမ့်မယ်နော်ဒါလေးကတော့အမတို့ဘူးပုတ်ပါဒီဟာလေးကတော့အမသွားပြီးတော့ဟိုတယ်ကိုစပြီးတော့ရှိတဲ့ဟိတ်တမို့ရထားတဲ့ပုံလေးပါဒါလေးကဆိုင်မဆွဲခင်ပေါ့နော်ဒီဟိုတယ်အရှိမသူကအရှိမမှာ၄ခန်းရှိတယ်သူမီနီငယ်လေးလည်းဖွင့်မယ်စပါလေးလည်းဖွင့်မယ်ဆိုတော့အမက၄ခန်းမှာဟိုဘက်တောင်ကို2ခန်းကိုမီနီမဲ့ပေါင်းလိုက်တယ်စပါ entrance ပြောပြီးတော့အမကဒီဟာ first design သူက hotel ရဲ့အခန်းတိုင်းမှာ balcony ထွက်နေတော့အမက balcony ရှိပြီးသားပုံစံကိုအမကမဖြစ်ပါနဲ့သူငကိုရှိတဲ့အိမ်အောင်နဲ့ match ဖြစ်အောင်ဒါ first design ပေါ့နော်ဒီဟာလေးကို research လုပ်ချင်တယ်ဆိုရင်အမကိုမေးလို့ရတယ်အမ file လေးထည့်ပေးမယ်ပေါ့နော်ဒီဟာလေးကတော့အမသူအပင်လေးရှိတယ်သူငကိုရှိပြီးသား chocolate ကအကလာကိုတုံးထားတယ်ဒါလေးကတော့လုံးဝ totally change လုပ်ထားတာသူကတော့ဒီဟာလေးကတော့အမတို့ကနုတ်ဒီပါတဲ့ design ပေါ့နော်ခုနပုံနဲ့ balcony မှာအမပုလုံးနဲ့လုပ်ထားတာသူကဒီဟာလေးကတော့ balcony မှာအမတို့ဒီလိုတန်မနဲ့လောက်ထားတာပေါ့နော်သူကအရှိဒီဇိုင်းလေးတွေပြောင်းသွားမယ်အောက်ဆုံးထပ်မှာလေသူအောက်ဆုံးထပ်ဒီဇိုင်းလေးတွေပြောင်းသွားမယ်အမတို့ cup ဒီဇိုင်းပုံဒီဟာလေးကအောက်ဆုံးက minimal နဲ့ဟိုပေါ့နော်ဟိုကဒီဟာလေးကကျတော့အမတို့ cup အဝိုက်ဒီဇိုင်းလေးတွေပေါ့နော်တစ်ခုနဲ့တစ်ခုကမတူဘူးပေါ့နော်ဒီဟာလေးကအမက hotel ဆွဲနေမှာစဉ်းစားတခုဘလို့စဉ်းစားထားလဲအမဒီ column လေးကို symmetric design ဖြစ်အောင်ဘလို့တစ်ခါစဉ်းစားလဲအယောင်မဲ့အယောင်လေးတွေဒီအောက်က crown မဲ့အယောင်လေးတွေကိုပြန်ပြီးအယောင်ပြောင်းထားတယ်ပေါ့နော်ဒီဟာလေးတွေကိုတကယ်လို့ဘောနော်ဟိုဒီ engineer ကျောင်းသားကျောင်းသူတွေarchitecture interior designer တွေအကုန်လုံးဘောနော်လေ့လာချင်တယ်ဆိုရင်အမ file လေးကို share လုပ်ပေးပါပါနော်အမကို comment box မှာ message လေးပို့လို့ရပါတယ်နော်ကျေးဇူးတင်ပါတယ်